ဒီနေ့မှာတော့ envelope ဆိုတဲ့တာဝါတောင်ဖြစ်တယ်တာဝါခုန်နေကြဆိုတော့ဒီကတော့ပုံဆွဲရဟာလေးပြပြမှာမျိုးချပါလိရှင်ကောမမှာလည်းပါပုံဆိုတာရှာကြည့်လို့ရတယ်နော်အဲ့ဒါလေးလုပ်ပေးပါမယ်ရှင်အကူကတော့သူတို့ကြိုက်တဲ့ပုံလေးလုပ်လိုက်ပါမယ်ရှင်ပုံလေးရတော့လိုက်ဘယ်လေးလဲရှိစရာလေးပဲဘာလို့နော်ဒီဘလုံးလေးပဲလုပ်လိုက်ဘလုံးလေးကိုကြာတော့ဒီခွေးပုံစံလေးလိုက်မရှိစရာလေးလုံးလေးကတော့လုံးလေးကြာနေပါတယ်ဟုတ်ကဲ့ပါလိုက်ပါမယ်လာ subscribe လေးလုပ်ခဲ့ဖို့မမေးနဲ့အောင်နော်တူကတော့အရာလေးပေးတာတော့လို့ရပါတော့တိမယ်လို့ထင်ပါတယ်ရှိစောခြင်းတဲ့လူတွေအောက်မှာပတ်ဆွဲရေးကြကြပါနော်ဒီပတ်ဆွဲပါဒီ game ရဲ့ပတ်ဆွဲရှိပါတယ်မတီးရလူတွေအတွက်လည်းဆွဲပြပါမယ်နောက်နေ့ကျဘလူးကြည့်ရလဲဆိုပြောပြပါမယ်အောက်မှာပြောပြမလားပြောပြရလားဆိုတာကောမမှာမှတ်ခဲ့ပေးပါနော်ဒီမှာလည်းမသိပါဘူးဒီမှာတက်ထဲရွေးလို့မရဘူးဒီမှာ front လေးရွေးခိုင်းပါသူကပြက်ဖြတ်လို့လည်းရပါတော့အနောက်လေးစုပ်ပြီးလက်တုံနေပါတယ်မလားမှာဆိုလက်တွေတုံနေအောက်ချလာအခါလေးဆိုင်ကဲပါပြီးတော့ရှောက်လေးပေါ့နော်ဖန်လေးနဲ့ရရတဲ့ tablet မှာဆိုတော့မှဖန်ကြတော့ပစ္စည်းပြက်နေရဆိုလို့အားကြောင့်မို့ဒီခံမကြည့်ပေးကြပါလို့ပြောချင်ပါတယ်ရောင်းရှိမယ်ပေါ့နော်ရောင်းရှင်လာလဲကျမတိတ်မကြွမ်းပါဘူးတွေ့ရမလားအခုနောက်နဲ့စောလာလာကဲကောမမှာလဲပုံချောင်းခဲ့ပါအပုံကြီးလုပ်ပေးပါမယ်ကဲရပါပြီလို့ရှင်းတော့ဒီသူ့အပြားရအောင်ရင်ပြတိုင်းညာလေးလိုက်ဖြည့်မယ်ဗျဖြည့်နေပါလေအေးမပြီးသေးဘူးလေနေမိပါနာလီကတော့တိခံလဲကြည့်ပေးကြပါအောင်လို့စိတ်မဆိုးကြပါနဲ့လို့ခုံတိုင်းနဲ့တာဝါလေးကြီးလည်းမခုံဖြစ်လို့ဘာလို့ဆိုအိမ်မှာဝင်ဖိုင်တိတ်မကောင်းဘူးနော်အားကြောင့်မဝင်လို့မရလို့ပါအော်ပါပြီနောက်တစ်ခုကတော့အဖြူရောင်လေးထည့်မှာပေါ့နော်အဖြူရောင်မထည့်ခင်တော့တော်တော်လာနေအဖြူရောင်ထည့်ဘွားဘယ်လောက်တောင်လာမလဲမသိဘူးစိတ်လှုပ်ရှားနေပြီကဲရပါပြီရှစ်လာလေအရင်ကောင်းပါရဲ့ရလာပါတယ်သူက96နဲ့မှโอเคရလာပါပြီဒါလေးရတော့ဗောနော်ကဲဒါလေးရတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်မှာကြည့်ရှုပေးကြတဲ့လူတွေကိုအရင်ကြည့်ရှုနိုင်တပါရှင်ဘိုင်ဘိုင်